အဲ့တော့ဝိပဿနာရှေကံတရားပေါ့ဒီဝိပဿနာတရားကိုရှုတဲ့အခါမှာဖြစ်စေယုံနာပစ္စုပန်အမှန်တဲ့အောင်ရှုရမည်ရှစ်ခိုက်ရှုမှတဘာဝမုတ်ရှတွေ့နိုင်သည်တဘောတွေ့မှဥဒယဝရမြင်နိုင်သည်ဝရမြင်မှနိဗ္ဗာန်ကမုတ်ရှရောက်နိုင်သည်ဆိုတဲ့အတိုင်းပဲဝိပဿနာတရားဆိုတာကာလ၃မျိုးရှိတာပေါ့အတိတ်ရဲ့အနာဂတ်ရဲ့ပစ္စုပန်ရဲ့ဆိုတဲ့ဒီကာလမှာတဲ့ပစ္စုပန်တက်တဲ့ကိုပဲကြည်ပြီးတော့ရှုရမှာဒီပစ္စုပန်တက်တဲ့ကိုရှုတဲ့တရားတွေဟာဝိပဿနာတရားပဲအခုပေါ်ရင်အခုတန်းရှုပေးရတာပေါ်လာတဲ့ယုတ်တရားတွေကိုတတိကဝိရိယဆိုင်ပြီးတော့ပရမတ်မြင်အောင်ရှုပြီးတကာလအနိစ္စထင်လာသည့်တိုင်အောင်ပွားများအားထုတ်ပေးတာဟာဝိပဿနာပဲအဲ့ဒီဝိပဿနာတရားကိုအချိန်ကြီးခိုက်လုံလာဆိုင်နဲ့ဘုန်းကြီးတို့နဲ့တို့တော်ကောင်းတွေကကြိုးစားပေးရမယ်။ဘာဖြစ်လို့တော့တကယ်သိမင်းကိုကြာကြာနာနာရင်ဆိုင်တွန်းလှန်နိုင်တဲ့တရားဟာဒီဝိပဿနာတရားပဲ။တနေ့ကျရင်ဘုန်းကြီးတို့နဲ့တို့တော်ကောင်းတို့ဟာသေပေါင်းသေဝသေမင်းရဲ့တတ်ကွင်းတဲ့ကိုမဖြစ်မနေဤမျိုးစုံနဲ့ရောက်သွားရမှာပါအကြောင်းမျိုးစုံတွေဖန်လာပြီးတော့ဘဝခန္ဓာရဲ့ကံစီမှန်ရာတွေအတိုင်းသေပုံသေနည်းတွေလည်းတယောက်နဲ့တယောက်တူညီမှုရှိရလားရှိဘူးဘဒဝယောဂဝေဒနာဆွဲပြီးတော့ကြာကြာမရဏပွဲမှာငတ်ပြတ်တစေထားလို့နေပြီးတော့တတ်ကွင်းရောက်နေတဲ့တတ်ကွင်းကိုရောက်သွားကြတဲ့ဒီလိုမရဏမင်းရဲ့တတ်ကွင်းရောက်တဲ့သားကောင်တွေလည်းအများကြီးပါပဲတရေငါသက္ခဏာကလေးနဲ့လျှက်တစ်ပြက်တတ်ကွင်းခေါ်ဆောင်ပြီးတော့ပက်ပက်ဆက်ဆက်ရရဆက်ဆက်အသက်ခံလိုက်ရတဲ့သားကောင်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာလည်းအများကြီးပါပဲတဲ့မရဏမင်းဟာတတ်ကွင်းကိုဤမျိုးစုံနဲ့ခေါ်တွင်းပြီးတော့တချို့ကိုစာရေးစာဖြတ်သုံးလုံးပလက်လဲအောင်အဲ့ဒီလောက်အထိနှိပ်စက်ပြီးတော့မှတတ်ကွင်းနဲ့ထက်တတ်တဲ့အဲ့ဒီသားကောင်နေအဲ့ဒီပုဂ္ဂိုလ်တွေဟာအများကြီးပဲတချို့ကြတော့လည်းမိမသိဖာမသိဆွေမသိမျိုးမသိဘယ်သူမှတော့မသိလိုက်ရကိုကိုတောင်သိရမယ်လို့မထင်လျှက်တစ်ပြက်ဝင်ပြီးတော့လာပြီးတော့ခေါ်ဆောင်တပ်ဖြတ်သွားတာလေဒုနဲ့ဒီပဲတဲ့ဒီမရဏမင်းဟာသိကြောက်เสียကောင်းပါဒါကြောင့်မလို့တရားဓမ္မတွေကိုအချိန်ကြီးခိုက်လုံလာဆိုင်ပြီးတော့သေပေါက်သေဝမရောက်သေးမီမှာဘုန်းကြီးတို့နဲ့တို့တော်ကောင်းတို့ဟာအကုသိုလ်တရားတွေလောဘဒေါသမောဟနယ်ပယ်ကိလေသာတွေနဲ့ပုံလွှမ်းပြီးတော့ဘဝနဲ့မြန်းပြီးတော့ဘဝရဲ့အခိုင်အမာမဂ္ဂင်၈ဖြာတရားတွေကိုအာမထုတ်ပဲနဲ့မနေနဲ့အဲ့ဒီတရားတွေဟာအောက်ထစ်ဆုံးသေမင်းကိုရင်ဆိုင်တဲ့အခါမှာကြည်ကြည်လင်လင်ကလေးတတ်ကွင်းမှာရင်ဆိုင်နိုင်ပါတယ်အကြကြတော့တရားတွေဟာအမတ်ရကောင်းမှရင်ဆိုင်နိုင်မှာများပါတယ်ဒီတရားကတော့ရောက်ရမှာအတုံးတဲ့လို့ကြုံတွေ့တဲ့မရဏနဲ့ဆုံးကမှာနှလုံးသွင်းနိုင်တဲ့အတွက်ကြောင့်မလို့မရဏမင်းတတ်ကွင်းခေါ်တာတော့အေးအေးစစ်စစ်ပဲတဲ့မှန်ရလားဒါကြောင့်အရေးကြီးတဲ့ကုသိုလ်တကာရဲ့ထိတ်ခေါင်ဝိပဿနာကုသိုလ်ဖြစ်အောင်ကြိုးစားဖို့မလိုအပ်ဘူးလားလူဖြစ်လာတဲ့အခါမှာဒီတရားဟာအမျက်ဆုံးဒီတရားနဲ့ကြုံပြီးဒီတရားရဲ့အရသာကိုရအောင်ယူသွားမှ
သာသနာနဲ့ကြုံအားကျိုးနှက်မှာလူဖြစ်ပြီးတော့ဘုရားတကာကျောင်းတကာယဟန်တကာဖြစ်ရုံနဲ့သာသနာနဲ့ကြုံတွေ့ရကျိုးမနှက်သေးဘူးမှန်ရလားမိမိတို့ကိုယ်တိုင်တရားဓမ္မတွေကိုရှုမှတ်ပွားများအားထုတ်လိုက်တဲ့အခါကျတော့မှတတိကလေးကဝိရိယကလေးစိုက်ပရမတ်အမြန်အမှန်ကိုရှုပြီးတော့အနိစ္စထင်လာသည့်တိုင်အောင်ရှုမှတ်ပွားများအားထုတ်နိုင်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသေမင်းကိုရင်ဆိုင်နိုင်တဲ့လက်နဲ့ရသွားပြီဒီလက်နဲ့ရသွားတဲ့ပုဂ္ဂိုလ်ဟာသေမင်းနဲ့သေမင်းရဲ့တတ်ကွင်းကိုဝင်ဆင်းတဲ့အခါမှာဘာမှဆိုရင်ကြောင်းကြပူပန်တောကပြဘာရဖြစ်เสียမလို့ပဲနဲ့ကိုယ်တရားကိုနှလုံးတွင်းပြုံကြီးလဲစင်းပြီးတော့ခန္ဓာရည်မရှိဘူးလားရှိတယ်တဲ့ဒါကြောင့်မလို့ကိုဟာသားကောင်ဖြစ်နေတယ်ဘာဖြစ်နေကိုသားကောင်ဖြစ်နေတာအရှိန်မရွေးငါတို့ကိုဆွဲထုံးပြီးတော့နှီးမျိုးစုံနဲ့ရက်ဆက်ပြီးတတ်နိုင်တယ်ဆိုတဲ့တစ်ချက်ကလေးကိုတော့ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့မေ့ပြလို့ရမလားမရဘူးမှန်ရလားဒါကြောင့်မလို့တဏီဝင်တဏီထွက်ခဲနဲ့မတွေ့ပင်အရှိပြပါလို့သေဘက်ကိုတဲ့နီးလာပြီမရဏတံဝေကလည်းတတိထားမှတရားအားထုတ်မှာ哦မှန်ရလားဒါကြောင့်ဘုန်းကြီးကပြောင်းလဲမှုလေးတစ်ခုရသွားအောင်ပုံစံတစ်မျိုးချပြီးတော့ဟောနေကြပုံစံလေးနဲ့ပြန်ဟောပြနေရတာအကုသိုလ်ဖောတရားတွေနဲ့ပြောပါစွာသေးကသွားလိုက်လျင်ဖြင့်လာလိမ့်အောက်စီတဲ့ကိုဟာသားကောင်ဆိုတာမမေ့ပြနဲ့မရဏမင်းရဲ့သားကောင်ဘုန်းကြီးတို့နဲ့တို့သူတော်ကောင်းတို့ရဲ့ခန္ဓာဟာမှန်ရလားအဲ့တော့အရှိန်မရွေးသားကောင်ဖြစ်လို့အရှိန်မရွေးပြေးလို့မလွတ်ဘူးတဲ့ဒီမရဏမင်းဟာရည်ထဲသွားလဲလွတ်ရလားမြေပြင်ပေါ်ပြေးနေလဲကူဒီမှာအောင်းပုံးနေလဲကောင်းငင်ပေါ်တက်ပြေးလဲအေးပြေးပေါက်ပြေးဝလမ်းလည်းမရှိဘူးအဲ့တော့ပြေးမနေတော့ဘဲနဲ့တဲ့ရင်ဆိုင်နိုင်အောင်ကြိုးစားရမယ်မှန်ရလားဒါကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာတရက်သိမင်းဘက်နီးလာပြီလို့ဒီလိုဂယုစိုက်ရမယ်မှန်ရလားနေကလေးတွေဝင်နေကလေးတွေထွက်တာကိုစိစားတွေကိုကြည့်ပြီးတော့ပိတိသောမနတ္တဖြာမနေနဲ့ငါသေးဖို့နီးလာပြီလို့အဲ့ဒီလိုအသိဉာဏ်ကလေးကောင်းတယ်ထဲပြီးတော့မရဏတံဝေကကိုကြည်ရင်ဖြင့်မရဏမင်းရဲ့တတ်ကွင်းကိုကောင်းကောင်းရင်ဆိုင်နိုင်အောင်ခိုင်မာတဲ့မဂ္ဂင်၈ဖြာလက်ကင်ဒုတ်ဖြစ်တဲ့တတိပဋ္ဌာန်ကိုရအောင်လုပ်မယ်လို့ဒီလိုမိမိနှလုံးသွင်းပြီးတော့ကြိုးစားရမယ်မှန်ရလားဒါကြောင့်တဏီဝင်တဏီထွက်ကဲနဲ့မတွေ့ပင်အရှိပြတ်ပါလို့သေဘက်ကိုတဲ့နီးလာပြီကိုဂယုစိုက်ရမယ်အကုသိုလ်ဖောတရားတွေနဲ့စဉ်းစားကြည့်စမ်းတတိယလည်းမကတ်မိဓမ္မာရိယလည်းဖြစ်မလားဉာဏ်ကလည်းတက်မလားပရမတ်အမှန်ကလည်းမမြင်အနိစ္စကလည်းမထင်နေစဉ်ကာမတဏဘဝတဏဝိဘဝတဏကာမဂုဏ်အာယုံစုံစံမျောပြီးတော့တဏမာနဒိဋ္ဌိအစွဲနဲ့မသိမှုအဝိဇ္ဇာကိုရှေခံပြီးတော့တဏမာနဒိဋ္ဌိအစွဲတွေနဲ့တန်တရာလဲခဲ့တဲ့အတွက်ကြောင့်မလို့ပြုလုပ်ခဲ့တဲ့ကံတွေဟာဘဝကိုရစေတဲ့ကံတွေကြီးများနေတယ်အကုသိုလ်မဖြစ်တဲ့အောင်တော့ဘဝကိုရစေတဲ့ကံတွေမဖြစ်ဘူးလားဘဝပြတ်တဲ့ကံတွေလောက်ရမယ်လေဘဝကိုရှက်နိုင်တဲ့ကံတွေကိုကြိုးစားရမယ်လေအဲ့တော့နေ့စဉ်ဘဝကိုရှက်နိုင်တဲ့ကံတွေကိုမကြိုးစားဘဲနဲ့ဘဝကိုဆန်းနေတဲ့ကုသိုလ်အကုသိုလ်
ဒီလိုကံနေနဲ့တန်တရာလဲနေတော့ဘုန်းကြီးတို့တော်ကောင်းနေဘဝနာရသေးရတဲ့ဘဝကလွတ်ရိုးရှိရလားမရှိနိုင်ဘူးဘယ်သူမပြုတ်မမိမှုဆိုတဲ့အတိုင်းပဲကိုယ်တိုင်ကမသိမှုအဝိဇ္ဇာကိုကောင်းပေါ်မှာရှာကြလက်ဉာဏ်ထဲမှာမသိချင်အောင်ဆောင်ထဲ့သွင်းပြီးတော့အဝိဇ္ဇာအကြောင်းခံပြီးတော့ကိလေသာတဏှာတွေဒီအရာတွေနဲ့ပျော်ပိုင်းပြီးတော့လွန်ကျူးလိုလားတောင်းတမျက်နှိုးတောင်းတတဲ့သတ္တရဘိနန္တိနီရရအာယုံကြုံညာဘဝမှာပျော်မွေ့ပြီးတော့ဒီကာမဂုဏ်အာယုံအရသာတွေကိုကောင်းစားချမ်းသာတယ်လို့ထင်ပြီးတော့လိုက်နေရတဲ့ဘဝသမားကြောက်เสียကောင်းတယ်မှန်ရလားနေ့စဉ်ဘယ်သူမပြုတ်မိမှုဆိုတိုင်းပဲဘဝခန္ဓာကိုသူများကလုံနေတာမဟုတ်ဘူးကိုယ်တိုင်ကရအောင်ယူပြီးတော့ရလာတော့မှညင်းပြီးတော့အမလီသေရမှကြောက်တဲ့ဆိုတော့ညီးတာပဲရှိတယ်တတ်ကွင်းကလွတ်ရိုးရှိလားအဲ့ဒီတတ်ကွင်းကလွတ်ရှင်တပါးဆိုရင်ကံပြတ်တဲ့တရားတွေဘာပြတ်တဲ့တရားတွေတော့တနည်းပြောတော့ခန္ဓာကိုဖြစ်စေမဲ့တရားတွေကိုသူများဖြတ်ရမှာလားကိုယ်တိုင်ဖြတ်ရမှာကိုယ်တိုင်ဖြတ်ရမယ်မှန်ရလားအဲ့တော့ဒီကံဒီဘဝတွေကိုဖြတ်နိုင်တဲ့တရားကဘာလဲတစ်သိမှုဝိဇ္ဇာကိုရအောင်လုပ်ရမယ်အဲ့ဒီသိမှုဝိဇ္ဇာဉာဏ်တွေဖြစ်ပေါ်လာတာနဲ့တပြိုင်တည်းမဂ္ဂင်၈ဖြာကိုလက်ကင်ထုတ်အနေနဲ့မဂ္ဂင်၈ဖြာနှလုံးသွင်းတတိပဋ္ဌာန်လက်ကင်ထုတ်ရအောင်ယူပြီးတော့ဒီတတ်ကွင်းကိုကြော်လွှားပြရမယ်မှန်ရလားဓမ္မတာလင်ဘုန်းကြီးတို့နဲ့တို့တော်ကောင်းတို့ဟာဩဝနာယတေယတန္တရာမှာကျင်လေရတဲ့တဏှာယောက်ျားလက်သမားကိုပိုင်နိုင်ရိုက်ဖြတ်နိုင်တဲ့စွမ်းအားရှိသွားတော့ဘဝခန္ဓာကိုဖြစ်စေတတ်တဲ့ကံတရားတွေသိသွားရင်ဘဝခန္ဓာဖြစ်เสียရှိသေးလားအေးအဲ့ဒါတွေဖြစ်ရဒီနေရာမှာအကုသိုလ်ကံတရားတွေနဲ့ပျော်ပါစွာဆိုတဲ့နေရာမှာလဲဘဝကိုဖြစ်စေတတ်တဲ့ကောင်းတာတွေကိုလည်းသင်္ခါရအနေနဲ့မကောင်းဘူးလို့မှတ်ပြီးတော့ထည့်သွင်းရမယ်မှန်ရလားဒါကြောင့်အကုသိုလ်ဖောတရားတွေနဲ့ပြောပါစွာသေကသွားလျင်ဖြင့်လာလိမ့်အောက်စီဟောဘဝကိုတတ်မှတ်တဲ့ကုသိုလ်တွေနဲ့သိပြန်လို့ရှိရင်လေအဲ့ဒီကုသိုလ်ကအချိန်ပေးပြီးတော့ဥဝနာယသိရတဲ့ဘဝစီကိုလည်းမရောက်နိုင်ဘူးလားအဲ့ဒီလိုလည်းမှတ်ရမယ်နော်ဒါကြောင့်သင်္ခါရေယုံနံစုတွေကရရှိတဲ့သင်္ခါရယုံနံတွေဟာလဲရှစ်ချင်းပြက်ချင်းသဘောရှိလို့တည်မြဲခြင်းသဘောရှိရလားမရှိနိုင်လို့အနိစ္စတရားကြီးလို့လူတိုင်းမစင်ကြင်မိဘူးလားစင်ကြင်မိတယ်စင်ကြင်မိတဲ့အတိုင်းလဲဩဝနာယသိရတာမဖြစ်ပေါ်ဘူးလားကိုယ်ချင်းမှာသိလဲမသိပြသွားဘူးလားကိုယ်နောက်မှာလဲသိမဲ့လူတွေမရှိဘူးလားကိုယ်တိုင်လဲတနေ့သိမင်းရဲ့ခရွင်းကိုမရောက်နိုင်ဘူးလားခြေစံဒီလိုတိတိတတ်တာသိပါလျက်နဲ့မေးနေကြတာဟာမတော်လန်မဲနဲ့ငြိမ်ခံပြီးတော့လိုက်သွားတာဟာစက္ခာအသက်ခံခြင်းတဲ့သဘောတက်ရောက်နေတယ်မှန်ရလားဒါကြောင့်အကုသိုလ်ဖောတရားတွေနဲ့ပြောပါစွာသေကသွားလျင်ဖြင့်လာလိမ့်အောက်စီသင်္ခါရေယုံနံစုတွေကထင်တာတွေမဟုတ်မမှန်မှုရဲ့လို့သင်ရှုလို့တဘောမီယောဂီတို့ကျင့်မြဲကိုကသင်္ခါရယုံနံတွေကိုကောင်းတယ်လို့မထင်မိဘူးလားထင်မိတာပေါ့ဘဝကောင်းသားချမ်းသာရေးတွေကိုကြည့်ပြီးတော့အစင်းမျိုးစုံရူပယုံတွေပေါ်မှာနှစ်သက်သာယာနေတယ်ကောင်းတယ်ထင်ပြီးတော့အတ္တမျိုးစုံတတ္တယုံတွေပေါ်မှာအာယုံနှစ်သက်မှုတွေရှိနေတယ်နဲ့
အနတ်မျိုးစုံကန္နာယုံတို့ပေါ်မှာကိလေသာမျိုးစုံနဲ့ထုံပွဲပြီးတော့နှစ်သက်ပျော်ရွှင်နေတယ်အယတာမျိုးစုံရတ္တယုံတို့မှာရှုမြိန်စွာသုံးစားပြီးတက္ကလကိလေသာတွေနဲ့ပျော်ပါနေတယ်အတွေ့အထိမျိုးစုံဘုဒ္ဓဘာယုံတွေကိုနှစ်ချိုက်ပျော်ပိုက်ပြီးတက္ကလတာယာရွှင်မြုံနှလုံးဝန္တာကာမတဏှာတွေလူလွတ်နေတယ်ကြောက်စရာကောင်းလိုက်တာသင်္ခါရတရားတွေအဲ့ဒီသင်္ခါရတရားတွေကိုအမှန်တိုင်းမသိမိတဲ့အခါကျတော့တဏှာမာနဒိဋ္ဌိတွေကိုစွဲကညှိပြီးတက္ကလဝင်ရှိလိုက်တဲ့တဏှာတွေနဲ့ကိလေသာတရားတွေဗမာန်တုံတုံမြင်ရမှာဖြစ်ကြားရမှာဖြစ်နားရမှာဖြစ်စားရမှာဖြစ်ထိရမှာဖြစ်သိရမှာတွေဖြစ်နေတော့ဒီကိလေသာတန္တရာတွေနဲ့နေတွေကိုရှက်ချဲသွားလိုက်တာအိုလို့မဆုံးမောင်ပါပဲနဲ့အတိတ်တန္တရာတော်ကလည်းဒီလိုဖြစ်ခဲ့လို့အိုခဲ့ရတဲ့ဘဝတွေကကနတင်ရှာပုံပေါ်လိုရေး၍မကုန်နိုင်ဘူးတဲ့လက်ရှိဘဝရရှိနေတာတွေကိုလည်းမတွေ့တော့မစင်ခြင်းနဲ့ဒီကိလေသာတရားတွေကိုခုံမင်ပြီးတော့နေလိုက်ပြန်တော့လေနောင်အနာဂတ်မှာရအောင်မဲ့ဘဝခန္ဓာတန္တရာကြီးကိုမြန်ထဲ့တွေးပြီးတော့စဉ်းစားမယ်ဆိုရင်ကြောက်စရာတဲ့ဒါတွေကိုအမှန်မမြင်ကိလေသာတွေကိုခင်ပြီးတက္ကလယုတ်နန္ဓမသင်္ခါရတွေပေါ်မှာပျော်မွေ့ပင်ညာတော့လေဒီသင်္ခါရတရားတွေဟာရောက်ရမှာတတ်တာခွင့်မပေးပါဘူးတဲ့ဒါကြောင့်မမျော်လင့်မဲ့မြုံကနဲ့သေမွဲဝင်အောင်ခေါ်သွားတယ်သင်္ခါရတရားတွေနှိမ့်ဆက်ပြတ်ရှစ်တူနဲ့လည်းစင်မမြဲသေမွဲဝင်အောင်ခေါ်သွားတယ်တဲ့လိုမပြေဝအာမယတဏကျွန်းကြီးဖြစ်ရတယ်တဲ့ဒီတဏကျွန်းဖြစ်တဲ့တန္တရာကျင်လေပြီးတော့သေမင်းရဲ့တတ်ကွင်းကိုခေါ်ဆောင်ကလိုက်ကသွားရတဲ့ဘဝဒုက္ခတဲ့မှန်ရလားဒါကြောင့်သင်္ခါရယုံနံစုကိုလထင်တာတွေမဟုတ်မမှန်ဘူးရဲ့လို့သင်ရှုလို့တဘောမီယောဂီတို့ကျင့်မြဲယုံနံဓမ္မသင်္ခါရတွေပေါ်မှာပစ္စုပန်ကြကြကလေးရှုတတ်မှတ်တတ်ပွားများအထောက်တတ်မယ်ဆိုရင်ဖြင့်သိမဆောင်ပါမတတိလက်လုံးငတ်တောင်ကျုံမဖြစ်သွားဘူးဆိုရင်နိဝရဏတွေမရောက်တော့ဘူးတဲ့အဲ့ဒီနိဝရဏတွေမရောက်လို့တတိတမာတိပညာအာရင်နေဖြာပြီးတော့ကိလေသာတွေကိုတိုက်ဖြတ်နိုင်လျင်ဖြင့်ဝိပဿနာဉာဏ်တွေထိုးတက်လာမယ်အဲ့ဒီဝိပဿနာဉာဏ်တွေထိုးတက်မှုအားအရှိန်ကနေပြီးတော့မဉဏ်ဘုံဉာဏ်ကိုရစေလို့အောက်တဆုံးအဖြစ်တော့ငရဲတလိษံမြိတ်တာအတူတကယ်လို့ခေါ်ညာအပေတန္တရာဒုက္ခကလွတ်ကဲနိုင်တယ်တဲ့အောက်တဆုံးတောတာပန်ဟာအဲ့ဒီလောက်စွမ်းရည်တတ်သိရှိပါတယ်တဲ့ဒါကအနိမ့်ဆုံးဆက်လက်၍ကြိုးစားလို့အရဟတမအရဟတဖို့ဉာဏ်စဉ်ကိုဖြင့်လက်ဝဲပိုင်ပိုင်ရရှိနိုင်ပြီဆိုရင်တော့ခိနာသတိဘဝသာတိတန္တရာကုန်ပြီဟဲလို့သေမင်းကိုလွတ်သွားလို့ဘဝအောင်လံထူnóiနိုင်တဲ့သူဖြစ်သွားနိုင်တယ်တဲ့ဒါကြောင့်သိမဆောင်ပါမကိန်းအောင်ရတကယ်မှန်တဲ့ဤနိဗ္ဗာန်အောင်ရွှေနံကိုွယ်မြန်းရမလွယ်တဲ့ရှုရအာယုံပေါ်မှာတတိတံပဇေဉာဏ်ချင်းပြီးတော့မကင်ရှစ်ဖြာအမှန်တကယ်စုဆိုင်လို့တတိပဋ္ဌာန်ဤနဲ့ရှုမှတ်ပွားများအထုတ်သွားမယ်ဆိုရင်သိမင်းကိုအောင်နိုင်သူတဲ့
ဘယ်သူကိုအောင်နိုင်တူသေမင်းကိုအောင်နိုင်တူတဲ့နော်မှန်ရလားအဲ့ဒီလိုသေမင်းကိုအောင်နိုင်ဖို့ရာအတွက်ခိုင်လိုက်ဆိုဖြစ်စေယုံနံပိစုံပံအမှန်တဲ့အောင်ရှုရမယ်ဩဖြစ်စေယုံနံကိုအမှန်တဲ့နေအောင်ရှုရမယ်မှန်ရလားဘယ်လိုတဲ့အောင်ရှုရမလို့မေးလို့ရှိရင်တတိကံဝိရိယဆိုင်ပရမတ်မြင်အောင်ရှုအနေစာထင်အောင်ပွားပြန်ပြောကြည့်ဟောအဲ့ဒီလိုမမှန်ကန်ကန်ရှုနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ပစ္စုပန်ကြကြရှုတာနဲ့မတူဘူးလားမျက်စိနဲ့အစင်းနဲ့စုံတွေ့နေတဲ့အခိုက်ကာလမှာမျက်တိစိတ်ပေါ်မလာဘူးလားအဲ့ဒီချိန်ကာလမှာမြင်တယ်လို့ဒီလိုမှတ်အောင်ရှုဖို့ပဲလိုပါတယ်မှန်ရလားမြင်ပြီးကာလတော့မှရှုလို့ရှိရင်ရှုတိစိတ်နောက်ကျသွားတဲ့အကြောင်းမို့လို့တဲ့ကံကိလေသာတွေဟာဝင်ရောက်သွားပါပြီဘာတွေကဝင်ရောက်သွားအေးနားလည်အောင်ပြောတော့တဏှာဆွဲမာနဆွဲဒိဋ္ဌိဆွဲအဲ့ဒီအဆွဲဥပါဒံရောက်သွားပြီမှန်ရလားဒီဆွဲဥပါဒံဝင်ရောက်သွားတဲ့နဲ့တကြိုင်တည်းပရမတ်မြင်မှလားပြဉ္ညတ်မြင်သွားမှလားပြဉ္ညတ်မြင်သွားတာပဲမှန်ရလားအဲ့ဒီပြဉ္ညတ်တရားတွေကိုမြင်သွားတဲ့ပုဂ္ဂိုလ်တွေကပြဉ္ညတ်ပေါ်မှာလိုက်ပြီးတော့တွေ့တာနဲ့တဲ့မျက်နှိုးမှုတွေဖြစ်သွားနိုင်တယ်တဲ့ဒါကြောင့်မလို့ပစ္စုပန်တက်တဲ့ကိုရှုပါကိလေသာကြားမခိုတဲ့နေစနစ်ဟာပစ္စုပန်တက်တဲ့ရှုတဲ့နေစနစ်ပဲအစင်းနဲ့အာယုံနဲ့စုံတဲ့အခါမှာမြင်သိမှုကလေးပေါ်လာထိုးပေါ်လာရာကိုနှလုံးတွင်းပြီးတော့မြင်သိစိတ်ကလေးကိုမြင်တယ်လို့တတိတံပစေဉာဏ်ရှင်ပြီးတော့ရှုတတ်ဖို့ပဲလိုပါတယ်အဲ့ဒီတိုင်းပဲနားနဲ့တန်းနဲ့ဆုံးလို့ကြားသိမှုပြောတဲ့အခါမှာကြားတာကိုသိတဲ့အာယုံလေးကိုနှလုံးသွင်းပြီးတော့ကြားတယ်သို့မဟုတ်ရင်ကြားရအာယုံကြားတဲ့နေရာကြားသိသွားတဲ့တရားအဲ့ဒီတခုခုကိုထင်ရှားအောင်အာယုံဆိုင်ပြီးတော့ယောဂီဟာကြားတယ်လို့မှတ်ပေးရမှာပါပဲမှန်ရလားဒါပစ္စုပန်တက်တဲ့ပဲအဲ့တော့ဒီလိုမှတ်ရင်ဘာဖြစ်တော့အတံဟိရံအသင်ကုပ္ပံတံဝိတောမနုပြုဟယေနဲ့ဒီလိုမှတ်တဲ့ပုဂ္ဂိုလ်ဟာကိလေသာကြားမခိုဘူးဘာကြားမခိုဘူးကိလေသာကြားမခိုတဲ့အခါကျတော့တဏှာဆွဲเสียရှိလားမာနဆွဲဒိဋ္ဌိဆွဲအဲ့ဒီတဏှာမာနဒိဋ္ဌိမဆွဲလန်းတာဟာဥပါဒံမဖြစ်တာပဲဘာမဖြစ်တာတော့ဥပါဒံမဖြစ်ရင်ဥပါဒံရှုံနေတယ်ဆိုတဲ့သဘောတက်မရဘူးလားတက်ရောက်တော့ဥပါဒနာဏိရောဓဘဝဏိရောဓဥပါဒနာဏိရောဓဘဝဏိရောဓကမ္မဘဝဏိရောဓပေါ့မှန်ရလားအဲ့တော့ဥပါဒံရှုံနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဥပါဒံကနေဖြစ်ပေါ်လာမဲ့ကိုယ်တိုင်ကျူးလွန်မဲ့ကာယကံဝစီကံမနောကံအမှုဆိုတဲ့ဒီဘဝကန္တာတန္တရာကိုပေးစေတတ်တဲ့ကံကိလေသာတွေပေါ်ပေါက်เสียအကြောင်းရှိရလားကျူးရောကျူးလွန်เสียအကြောင်းရှိရလားရှိတော့ဘူးမှန်ရလားအဲ့တော့သူတို့မရှိတော့ဘူးဆိုရင်ဘဝဏိရောဓသာတိဏိရောဓဘဝဏိရောဓဒီပုဂ္ဂိုလ်ကအိုခြင်းလိုက်တာလို့ပြောနေပြီညားရင်လည်းအိုเสียအကြောင်းရှိလားနာကျင်လိုက်တာလို့အဲ့ဒီလိုညှိတွားနေရောနာเสียအကြောင်းရှိလားသေကျင်လိုက်တာလို့ညှိတွားနေရောသေမင်းရဲ့တတ်ကွင်းကိုရောက်เสียရှိလားရှိဘူးလေဘာပြုတ်သွားလို့ဥပါဒံပြုတ်သွားလို့ဘာပြုတ်သွားလို့ဘာပြုတ်သွားလို့ဥပါဒံပြုတ်သွားလို့ဥပါဒံဆိုတာဘာအစွဲတွေတဏှာစွဲမာနစွဲဒိဋ္ဌိစွဲဒါဥပါဒံပဲ
မှန်ရလားအဲ့ဒီတဏှာနဲ့အားကြီးပြီးတော့ဆွဲလာရင်အဲ့ဒါကိုအရှိခံပြီးတော့ဥပါဒနာဏိရောဓဘဝဏိရောဓကမ္မဥပါဒနာပစ္စယမှန်ရလားဥပါဒနာပစ္စယဘဝဥပါဒနာပစ္စယကမ္မဘဝကံတွေကိုရအောင်ကျူးလွန်ပြုလုပ်တော့မှာပေါ့မှန်ရလားဒါဥပါဒံအားကောင်းသွားတဲ့ပုဂ္ဂိုလ်အဲ့ဒီဥပါဒံအားကောင်းနေတဲ့ပုဂ္ဂိုလ်တွေမှာရှုွက်ကိုမြင်နိုင်ပစ္စုပန်တက်တဲ့မရှုမမပွားများဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဥပါဒံအစွဲတွေမဝင်ရဘူးလားဧတံမမသိမ့်ပိုက်ပြီးတော့တဏှာဆွဲမယ်ဧသောဟမတ္တမိထောင်လွှားပြီးတော့မာနဆွဲမယ်ဧသောမေအတ္တအထင်မှားပြီးတော့ဒိဋ္ဌိဆွဲမယ်မှန်ရလားအဲ့တော့ဒီအစွဲတန်တရာတွေနဲ့လဲပြီးတော့သွားနေတဲ့ပုဂ္ဂိုလ်တွေဟာကမ္မဘဝကိုဖြစ်စေတယ်ဘာကိုဖြစ်စေကမ္မဘဝကိုဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကကမ္မဘဝရှိသွားပြီဆိုရင်သူ့ရဲ့ဓက္ခံတတ္တိစွဲကညှိမှာတော့ဇာတိပဋိတန်တွေပဲတဲ့ဘာပဋိတန်တွေကိုမေးမှာဒါဆိုရင်အစွဲတန်တရာလဲနေတဲ့ပုဂ္ဂိုလ်တွေကဘုရားရှင်ရှေ့မှာနှစ်တရာထိုင်ပြီးတော့မအိုခြင်းဘူးလို့ဆုတောင်းနေရောအိုဘေးကလွတ်ရိုးရှိလားမနာခြင်းဘူးလို့ဆုတောင်းနေရင်ရောအနာဘေးကလွတ်เสียရှိလားမသေးခြင်းမဘူးလို့ဆုတောင်းနေရင်ရောသေဘေးကလွတ်เสียအကြောင်းရှိလားဘာဖြစ်လို့မရှိတဲ့တုံးလို့ဘုရားကပေးတာမဟုတ်ဘူးမိမိကိုယ်တိုင်မဖြတ်လို့မှန်ရလားမိမိကိုယ်တိုင်မဖြတ်လို့ပဲအဲ့တော့မအိုခြင်းဘူးမနာခြင်းဘူးမသေးခြင်းတာကိုမြတ်စွာဘုရားကဓာတ်ရိုက်အနေနဲ့တော့စုပေးလို့မရဘူးတဲ့ကိုယ်တိုင်ကျင့်ကြံကြိုးကုပ်အားထုတ်မှကိုယ်တိုင်လုံးမှကိုရမှာကိုယ်တိုင်ရှက်မှကိုယ့်ဟာကိုယ်ပြတ်သွားမှာမှန်ရလားဒီတရားမျိုးဆိုတာသူများဖြတ်ပေးလို့ရတဲ့တရားမျိုးလည်းမဟုတ်ဘူးမိမိကိုယ်တိုင်ဖြတ်ရတာဘယ်သူကိုယ်တိုင်ဖြတ်ရတာစုတောင်းနေုံနဲ့လည်းပြီးသွားတဲ့လမ်းစဉ်ဟုတ်ရလားဩဩဝနာယတေယဒီဘဝဒီတန္တရာဒီခန္ဓာကလွတ်ရှင်တပဆိုလို့ရှိရင်ဘုန်းကြီးတို့နဲ့တို့တော်ကောင်းတို့တတိကံဝိရိယဆိုင်ပရမတ်မြင်အောင်ရှုအနေဆထင်အောင်ပွားပြောကြည့်ကဲအဲ့ဒီတရားမျိုးကိုတတိပဒံရှေကံမိတော့တာသွားရလာရနေရထိုင်ရစားရတောက်ရအရာခတိအာယုန်နဲ့ဓာရနဲ့တိုက်တိုင်းမျက်စိနဲ့အစင်းနဲ့တိုက်တိုင်းမြင်သိမှုလေးတွေပေါ်မလာဘူးလားနားနဲ့တန်နဲ့စုံတိုင်းကြားသိမှုလေးတွေမပေါ်ဘူးလားနှာခေါင်းနဲ့အနံ့နဲ့စုံတိုင်းနံသိမှုလေးတွေမပေါ်ဘူးလားအယတန်တဲ့ရှာထိသွားတဲ့အခါမှာယတာသိမှုလေးတွေမပေါ်ဘူးလားဟောခန္ဓာကိုယ်နဲ့ထိစရာကြုံသွားတဲ့အခါမှာထိသိမှုလေးတွေမပေါ်ဘူးလားမနောနဲ့ဓမ္မယုံဆုံသွားတော့ကြံသိစိတ်ကလေးတွေပေါ်ဘူးလားအဲ့ဒီလိုပေါ်ရအာယုံတွေကိုရှုမှတ်ပေးတာဟာဝိပဿနာပဲတဲ့မှန်ရလားဂိုင်းတရားဆိုလိုက်ပေါ်ရရှုမှတ်တာခေါ်တာဝိပဿနာပေါ်ရရှုမှတ်တာခေါ်တာဝိပဿနာဟောပေါ်ရကိုရှုမှတ်တဲ့တရားဟာဝိပဿနာတရားပဲဘာတရားပါတော့ပေါ်ရဆိုတာပစ္စုပန်တက်တဲ့ပဲမှန်ရလားပစ္စုပန်တက်တဲ့ကိုရှုမှတ်ရင်ပစ္စုပန်ရဲ့တက်တဲ့ကိုရှုမှတ်နိုင်တဲ့အတွက်ကြောင့်မလို့ပစ္စုပန်ယုံနံကိုမမြင်နိုင်ဘူးလားအဲ့ဒီယုံနံရဲ့အိဋ္ဌဒုက္ခအနတ္တလက္ခဏာအစီအနှစ်ကိုကောင်းဉာဏ်ထဲမှာထင်ရှားမတွေ့နိုင်ဘူးလားဒီလိုတွေ့သွားတဲ့ပုဂ္ဂိုလ်ဟာတဏှာဆွဲเสียရှိလားမာနဆွဲเสียရှိလားဒိဋ္ဌိဆွဲเสียရှိလားအစွဲပြုတ်ရင်တန်တရာပြတ်သွားတာပဲဆွဲပြုတ်သွားရင်အဲ့တော့တန်တရာပြတ်သွားတဲ့ပုဂ္ဂိုလ်အတွက်အိုเสียအကြောင်းရှိလားဆုတောင်းနေရမလားကိုယ်တိုင်ဖြတ်ရမလားဆုတောင်းလို့မပြည့်ဘူး
ကိုယ်တိုင်ဖြတ်မှပြတ်မှာမှန်ရလားအဲ့တော့မိမိမှာဖြတ်စင်ရဆိုတဲ့ဓမ္မလက်ဆောင်တတိပဋ္ဌာန်လက်နဲ့မဂ္ဂင်၈ပါးရှိပါရဲ့နဲ့အခြားအရာတွေနဲ့တန်တရာလဲပြီးတော့ဆုတောင်းပြီးပြတ်ပါစေဆိုတာတော်တော်စောင့်ရမယ်အချိန်နေပဲဒါပြတ်ချင်မှလည်းပြတ်မှာစောင့်တာစောင့်ပြီတော့မှန်ရလားအေးဖရာအစုတစ်ထောင်ပွင့်သွားလဲစောင့်နေတဲ့ပုဂ္ဂိုလ်တို့အတွက်ကိုယ်တိုင်မှမဖြတ်ရင်ပြတ်เสียအကြောင်းရှိလားဝိပဿနာဆိုတာသူများလုပ်ပေးရတာလားကိုယ်တိုင်အားထုတ်ရတာလားကိုယ်တိုင်အားထုတ်ရတဲ့တရားသူများဖြတ်ပေးရတာလားကိုယ်တိုင်ဖြတ်ယူရတာလားကိုယ်တိုင်ဖြတ်မှပြတ်မဲ့တရားတန်တရာကိုသူများဖြတ်ပေးလို့မရဘူးကိုယ်တိုင်ဖြတ်ရတယ်မှန်ရလားအခြားကြတော့ဥစ္စာတွေကသူများလှုပ်ပေးရင်ရာကောင်းရနိုင်ပါရဲ့ဝိပဿနာကတော့သူများလှုပ်ပေးလို့မရဘူးကိုယ်တိုင်ကိုလှုပ်ရမှာပါလေကိုယ်တိုင်ကိုလှုပ်ရမဲ့တရားဖြစ်နေတယ်တဲ့မှန်ရလားအေးဒါကြောင့်မလို့ကျေးဇူးတော်ရှင်မာသီတော်ဘုရားကြီးကကိုင်းဆိုလိုက်ဖြစ်စေယုံနံပစ္စုပန်အမှန်တဲအောင်ရှုရမယ်ရှစ်ခိုင်မရှုယုံနံစုစွဲမှုဝင်ရောက်တယ်ဩရှစ်ခိုင်မရှုရင်ယုတ်တရားနတ်တရားအမှန်တွေကိုစွဲတဲ့ဥပဒံဝင်မရဘူးလားဝင်ရောက်သွားတာပေါ့မှတ်ရလားအဲ့ဒီဥပဒံတရားဝင်ရောက်ရင်ဘယ်လိုထင်တယ်လဲဆိုတော့ဆိုလိုက်မြဲတယ်ကောင်းတယ်ငါကောင်းတယ်တကယ်ထင်တတ်တယ်မြဲတယ်ကောင်းတယ်ငါကောင်းတယ်တကယ်ထင်တတ်တယ်ဩအဲ့ဒီဥပဒံဆွဲတိုင်းဥပဒံကမြဲတယ်ကောင်းတယ်ဒီလိုတဏမာနဒိဋ္ဌိစတဲ့ကိလေသာတရားတွေနဲ့ပြန်ပြီးတော့ဆွဲလန်းမှုမရှိနိုင်ဘူးလားအဲ့ဒီတဏမာနဒိဋ္ဌိအစွဲရှိတဲ့ပုဂ္ဂိုလ်ဟာတန်တရာလွတ်ရိုးရှိရလားမရှိဘူးတဲ့ဒါကြောင့်မလို့ရှစ်ခိုက်ရှုမှတဘာဝမုတ်ချတွေ့နိုင်တယ်ရှစ်ခိုက်ရှုရင်တဘာဝလက္ခဏာတွေကိုမတွေ့နိုင်ဘူးလားရုပ်လက္ခဏာတွေမပေါ်ဘူးလားနာမ်လက္ခဏာတွေမပေါ်ဘူးလားအဲ့ဒီရုပ်တရားနာမ်တရားတို့ရဲ့လက္ခဏာအမှန်ပေါ်တာပေါ့ဝေဒနာဆိုရင်ဝေဒနာရဲ့လက္ခဏာလေးတွေပေါ်မယ်ရုပ်ဆိုရင်ဖောက်ပြန်နေတဲ့သဘောလက္ခဏာလေးတွေမပေါ်ဘူးလားဒီရုပ်ကလေးတွေကလည်းကြည့်လိုက်ထိုင်တာနဲ့ထိတာကိုပဲကြည့်ကြည့်အောင်ထိုင်တယ်ထိတယ်သိတယ်လို့မှတ်နေတဲ့အချိန်မှာကြည်စမ်းထိုင်နေတဲ့ကာယပတာဒရဲ့မှန်ရလားလာပြီးတော့ထိနေတဲ့ဖုဒ္ဓပအာယုံမှာကြည်စမ်းမိမိတို့သိနေတာဖုဒ္ဓပအာယုံမှာဘာတွေတွေ့တယ်လဲအောက်ကကျမ်းမြင်အခင်းတွေမာကြောနေတဲ့ပထဝီဓာတ်ကိုမမြင်ရဘူးလားအဲ့ဒီပထဝီဓာတ်နဲ့သင်္ပစုံနဲ့စုံနေတာဟာယုတ်တရားပဲဘာတရားပါလဲအဲ့ဒီပထဝီဓာတ်နဲ့သင်္ပစုံနဲ့စုံလာတဲ့အခါမှာပူတာအေးတာဒီလိုပူမှုအေးမှုတွေရောမပေါ်နိုင်ဘူးလားသေဇောဓာတ်တွေပေါ်နေတာယုတ်တရားတွေပါဓာတ်တွေတော့သေဇောဓာတ်တွေပေါ်နေတယ်မှန်ရလားအဲ့ဒါထိုင်နေတည်တယ်မှတ်နေတဲ့အချိန်ကာလသမယမှာပဲသင်္နာကြက်တာတွေကိုမတွေ့နိုင်ဘူးလားတွေ့နိုင်တာပဲမှန်ရလားအောင်တယ်တင်းတယ်ချက်တယ်ဒီလိုသဘောတွေမမြင်နိုင်ဘူးလားဝါယောဓာတ်ကိုတွေ့နေတာဘာဓာတ်ကိုတွေ့နေတာအဲ့ဒါဘာတရားတွေတော့ယုတ်တရားတွေဘာတရားတွေတော့ကြည်စံထိုင်နာတိဓာမှတ်နေတာကရစကာယကာယပတာဒဆိုတဲ့ခန္ဓာကိုယ်အကြည်ဓာတ်နဲ့ဖုဒ္ဓဘာယုံလို့ခေါ်တဲ့ပထဝီဓာတ်သေဇောဓာတ်ဝါယောဓာတ်ဒီဓာတ်တစ်မျိုးမျိုးဟာယောဂီရဲ့တဏ္ဍာမှာထင်ရှားပြီးတော့ယုတ်တရားတွေပေါ်မနေဘူးလားပေါ်နေတာပဲဒါယုတ်ရဲ့အမှန်ကိုမြင်တာလေမှန်ရလားဘလို့မြင်တယ်လဲလို့မေးလို့ချင်းကာယပတာရကိုအကြည်ဓာတ်ကြီးကိုအကြည်ဓာတ်ကြီးဒီဘာကိုသိနိုင်တယ်လဲပူတာကိုပူမှန်းမသိဘူးလားပူတာကိုပူမှန်းသိနေတာကကိုအကြည်ဓာတ်ကသိတယ်မှန်ရလား
ကိုကြည်တက်ကပူမှုတဘောလေးကိုလက်ခံနိုင်တဲ့စွမ်းအားမရှိဘူးလားဒီလိုရှိသလိုအဲ့ဒါဘယ်နှမ်းမှပူနေသလဲလို့မေးရင်ပူတဲ့နေရာကခန္ဓာကိုယ်မှာလာပြတယ်လေဘယ်မှာပြတာခန္ဓာကိုယ်မှာပြနေတဲ့အဲ့ဒီပြတဲ့နေရာလို့သိနေတဲ့အဲ့ဒီနေရာလေးဟာကာယပတာရပဲကိုအကြည်တက်ကလေးပဲမှန်ရလားအဲ့ဒီကိုကြည်တက်ကလေးကိုမြင်ရတယ်လို့ကိုကြည်တက်ဒီရုပ်တရားမဟုတ်ပြီဘူးလားအဲ့ဒီဒီရုပ်တရားဟာကိုအကြည်တက်ကသိနေတဲ့အပူမှန်သိနေတဲ့အရာတာကိုခံနိုင်တယ်အေးကိုအေးမှန်သိနိုင်တဲ့အရာတာကို तू မခံနိုင်ဘူးလား तू အဲ့လိုသိမနေဘူးလားမာရကိုမာရမှန် तू သိမနေဘူးလားအဲ့ဒီလိုသိအောင်အရာတာခံပေးတာစိတ်နဲ့သိနေတာတော့မဟုတ်ဘူးပေါ့အရာတာခံတဲ့အကြည်တက်သဘောကိုပြောတာမှန်ရလားအဲ့ဒီအကြည်တက်ကလေးဟာကိုကရအောင်ယူနေတယ်ဆိုတော့ဒီဟာလေးကိုဘယ်နှမ်းမှရှိတယ်လို့ဒီနေရာလေးနဲ့ထိလို့သိနေတဲ့ခန္ဓာကိုယ်ရဲ့ထိနေတဲ့သဘောတရားမှာလက်ထင်ရှားနေတဲ့ထင်ရှားတဲ့ပူမှုအေးမှုဟာသေသောတတ်ကိုမြင်တာအေးမှုပူမှုအေးမှုဟာဘာမြင်တော့အဲ့ဒါဘာတရားယုတ်တရားဘာတရားနောက်တစ်ခုမာမှုပြော့မှုကိုလည်းဒီခန္ဓာကိုယ်နဲ့ထိတိတဲ့အတွက်ကြောင့်မို့လို့မသိနိုင်ဘူးလားသိနိုင်တဲ့အခါကျတော့မာမှုအေးမှုဟာပထဝီဓာတ်ပဲဘာဓာတ်ပါလိသူလဲဘာတရားယုတ်တရားပဲတဘာဝကိုတိတိကျကျသိတာလေမှန်ရလားဒါရင်လည်းမဟုတ်ဘူးတင်းမှုကြက်မှုတောင်းတင်းမှုရောကြမှုဆိုတဲ့သဘောတရားတွေကိုယောဂီကမသိနိုင်ဘူးလားဝါယောဓာတ်ကိုမြင်နေတာဝါယောဓာတ်ရဲ့လက္ခဏာတွေကိုမသိရဘူးလားအဲ့ဒါတဘာဝကိုသိနေတာပေါ့အဲ့ဒါဘာကိုသိနေတာအဲ့ဒါတွေကိုဘယ်လိုလို့သိနိုင်တယ်လဲလို့မေးတော့ကာယပတာဒအကြည်တက်ကလေးကဖမ်းဆုပ်ထားလို့လေဘယ်နာမှာဘာဖြစ်နေတယ်ဆိုတော့အဖြေလေးဟာရှိမနေဘူးလားရှိနေတဲ့နေရာလေးကာယပတာဒလေးဟာနန္တရားလားယုတ်တရားလားယုတ်တရားကာယပတာဒလေးကလည်းဒီအကြည်တက်ကိုစွမ်းဆောင်သိနိုင်တဲ့တတ္တိမပြဘူးလားအဲ့ဒီနှစ်ခုပေါင်းစုံမိလိုက်တဲ့အခါကျတော့ကာယဝိညာဉ်ဆိုတဲ့စိတ်ကလေးဟာတိတိကျကျမသိပါဘူးလားပူတယ်ဟဲ့ဘယ်နာကနာတယ်ဟဲ့ဘယ်နာကမှန်ရလားတင်းတယ်ဟဲ့ဘယ်နာကဒီလိုမသိဘူးလားထိတယ်ဟဲ့ဘယ်နာကလို့ तू မသိဘူးလားဒီလိုသိသွားတာဟာတဘာဝအမှန်တွေပဲအဲ့တော့ယုတ်တရားကိုနာကသွားကတ်တာလားနန္တရားကိုယုတ်ကလာလာကတ်တာလားစဉ်းစားကြည့်လေထိုင်တယ်ထိတယ်မှတ်တဲ့အချိန်မှာလေယုတ်နာကိုနာသွားကတ်ရတာလေဟင်းကြီးကနှလုံးသားထဲသွားပြီးတော့ကလော့ပြီးတော့တက်လာတာရှိလို့လားရှိဘူးလေမှန်ရလားစဉ်းစားကြည့်လေအဲ့တော့သင်္ပစုံနေရာဖြစ်တဲ့နေရာအောက်ကသင်္မာပြင်နေရာမှာနန္တရားကဖက်ခနဲ့ပစ္စုပန်ကြအောင်သွားပြီးတော့မကတ်ပေးရဘူးလားယောဂီများတရေချရာမှတ်နေအာယုံကိုတိတတ်တဲ့နန္ဒီအာယုံကိုမတိတတ်တဲ့ရုပ်ရှိပြေးကတ်နေတဲ့သဘောဆောင်နေတယ်ဆိုတဲ့စိတ်ရဲ့တတ္တိကိုလည်းမသိနိုင်ဘူးလားစိတ်ရဲ့လက္ခဏာကိုလည်းမမြင်နိုင်ဘူးလားဒါရီဟာပြမပိတနုအန္လာကောတိလားယုံနံနေလားသူများပန်တီးပြီးလို့ဖြစ်တာလားအကြောင်းအကျိုးညီညွတ်လို့ပေါ်လာတာလားအဖြစ်မှန်နေထွက်နေပြီလေဘာတွေထွက်နေတာလားအဲ့ဒီတဘာဝပစ္စုပန်တက်တဲ့ကိုရှုနေတဲ့ပုဂ္ဂိုလ်ဟာဖြစ်ခိုက်ရှုရင်ဒီလိုတဘာဝတွေမမြင်နိုင်ဘူးလားတဘာဝတွေမြင်တာပဲတဘာဝဟာပရမတ်ပဲတဘာဝဟာပါတယ်တော့အဲ့ဒီပရမတ်အမှန်တွေကိုမြင်သွားတဲ့အခါကျတော့ပရမတ်ရဲ့သတ္တိအနိစ္စတရားဆိုတာပေါ်လာတာပေါ့မှန်ရလားဖြစ်ပေါ်နေတဲ့ကာယပတာရတို့ဖုဒ္ဓဘာယုံတို့ဖုဒ္ဓဘာယုံလို့ခေါ်တဲ့ဓာတ်တွေဟာလည်းတည်မြဲခြင်းရှိရလားတရိပ်နဲ့ပြောပြီးပြီယုတ်တတိဘယ်နှချက်အသက်ရှိ19ချက်ယုတ်တတိဘယ်လောက်စိတ်တခဏဘယ်လောက်
sắc còn là xe khả năng nghe ngã về nè ta xe khả năng gì sắc còn là xe ta chỉ để lục vô bị mày là ấy ta chỉ bị đi dấu đi à là giao một đồ là giao qua bị đó là cái giao đó là tết nhang bỏ là ấy đó bỏ lại giao lại xin đi để đồ đi à đi rồi yogi à đi anh nết đi rồi thêm là đi tại à mày là đi luôn mày à mẹ đại âm luôn sẽ khai siêu ma đa ba wa mâu xa đuôi này để sẽ khai chuyện của nó ngã biểu để đa bỏ đi của tu nia này tu mà này mà miền này không là ho nhìn nói vì nó cái hậu bị ra rồi anh nét thành là đâu mẹ đa bỏ đuôi mà u đây Waya miền này để đa bỏ đuôi mà Udaya Waya miền này để ấy là cái này sao đâu cái nát tao biểu là Udaya bây giờ nhà ngủ biểu là màu mai là Udaya rồi là Uda rồi là chết là Waya rồi là biết là ấy là cái này biểu đấy đi yêu tiền nănတရားတွေကိုယောဂီကတဘာဝအမှန်တွေ့သွားပြီဆိုရင်တမာတိတွေအကောင်းနိုင်အဲ့ဒီယုတ်ကလေးရဲ့တစ်စင်းပေါ်ပြောက်တွေကိုမသိနိုင်ဘူးလားအဲ့ဒါအနိစ္စကိုမြင်တာလေဘာကိုမြင်တာတော့နန္တရားလေးတွေရဲ့ပေါ်ပြောက်တွေကိုမသိနိုင်ဘူးလားစင်ငယ်နန္တရားလေးတွေရဲ့တစ်ခုပြီးတစ်ခုပေါ်ပြောက်ပလဲလုံးလေးတွေစီပြီးတော့ဖြုတ်ရှာနေသလိုညာထဲမှာမသိသွားနိုင်ဘူးလားအဲ့ဒါအနိစ္စထင်နေတာဘာထင်နေတာဘယ်တက်ရှုလို့တော့ပစ္စုပန်တက်ရှုလို့ဘယ်တက်ရှုလို့အဲ့တော့ပစ္စုပန်တက်ရှုနေတဲ့ပုဂ္ဂိုလ်တွေကတဘာဝကိုမြင်တယ်လို့အနိစ္စကိုလည်းထင်ရှားမသိနိုင်ဘူးလားအဲကြောင့်မလို့သဘောတွေ့မှဥဒယဝရမြင်နိုင်တယ်ဝရမြင်မှနိဗ္ဗာန်ကမုတ်ရှာရနိုင်တယ်အဲ့ဒီနိစ္စဒုက္ခအနတ္တအမှန်ကိုဧကံယောဂီယသိသွားပြီဟေ့ဆိုရင်ဉာဏ်တစ်ခုမှတစ်ခါတွေ့ဉာဏ်တစ်ခုမှတစ်ခါတွေ့အားကောင်းသွားရင်သင်္ခါရုပ္ပခဉာဏ်ရောက်ပြီဟေ့ဆိုရင်အဲ့ဒါလက္ခဏာတစ်ခုကိုဆွမြဲမတွေ့သွားတော့ဘူးလားတွေ့သွားတာဗော तू ကရှုနည်းငြိမ်သွားပြီကိုဘာနည်းငြိမ်သွားရှုနည်းငြိမ်သွားပြီတာအကြီးကြောင်းကြစိုက်เสียလိုရလားပုံမှန်ကလေးနဲ့ရှုလိုက်ရင်ရှုနည်းရလဲကြာရှုသွားနိုင်ပြီတမာရီကလည်းအားရပြင်းပြီးတော့ကောင်းလာပြီရှုတရားအာယုန်နဲ့ရှုတိစိတ်တရားလည်းကိုင်းပြီးတော့အရသာတွေကိုတွေးနေတဲ့သဘောမျိုးကြည်လင်နေပြီအဲ့ဒီချိန်မှာယုတ်တရားနံတရားတွေကိုမှန်မှန်သိတယ်လို့ယုံနိုင်ရဲ့လက္ခဏာတစ်ခုခုကိုထင်ရှားကြီးယောဂီဟာလေးနက်ကြီးမသိသွားနိုင်ဘူးလားအဲ့ဒီလိုလေးနက်ကြီးသိပြီးတော့ထင်ရှားနေတဲ့အချိန်ကာလမှာကြည်စမ်းကိလေသာတွေကြားခိုးเสียရှိသေးလားကိလေသာတွေကြားမခိုးဘူးတရင်ကပယ်တတ်နေတယ်ဘာလို့နေတော့တရင်ကပယ်တတ်နေတယ်ဝိပဿနာတရင်ကကိလေသာတွေကိုအကုန်တတ်နိုင်တယ်လေမှန်ရလားတရင်ကပဟံအပြင်ပေါ်လာတဲ့ကိလေသာမှန်တယ်များကိုရှစ်ခွင့်မရှိအောင်သူတိုက်ထုံးပြီးတော့ပယ်မတတ်နိုင်ဘူးလားပယ်တတ်နိုင်နေတယ်အဲ့တော့တရင်ကငြိမ့်ပြီးတော့တရင်ကကိလေသာတွေသိနေတဲ့အခါကျတော့အဲ့ဒီအာကောင်းတာနဲ့တပြိုင်တည်းဘောဓိပက္ခိယတရားတွေပြည့်လာတာပေါ့။ဘာတရားတွေပြည့်လာယောဂီယတဏ္ဍမှာဘောဓိပက္ခိယတရားတွေပြည့်ပြီးတော့ဝင်ရောက်လာတာမှန်ရလားကြည်စံကိလေသာတွေကင်းရှင်းသွားတာနဲ့တပြိုင်တည်းသူတော်ကောင်းတရားလို့ခေါ်တဲ့မတရားဖို့တရားကိုပေးမဲ့ဘောဓိပက္ခိယ39ပါးတော့တရားတွေဟာတရိပ်ပြီးတရိပ်နဲ့တက်လာခဲ့တယ်မှန်ရလား
အဲ့ဒီဗောဓိပက္ခိယတရား39ပါးမြန်ယောဂီရဲ့တဏ္ဍမှာပြည့်သွားတာနဲ့တပြိုင်နက်တည်းဖတ်ကနေဆိုယုံနံချုပ်သွားတာဖတ်ကနေဆိုအတိမှာယုံနံချုပ်သွားပြီမှတ်ရလားအဲ့တော့ယုံနံကိုရှုပ်သွားလိုက်တဲ့အခါမှာအငြိမ့်တက်ရဲ့တတ္တိယုံနံရှုပ်တဲ့တတ္တိကိုထင်ထင်ရှားရှားကြီးယောဂီဟာတွေ့သွားတာပဲမှတ်ရလားအဲ့ဒါဟာမတ်တရားကိုရစေတာလေဖို့တရားကိုရစေတာလေနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လေတကယ်လို့ရင်တကယ်ရပါတယ်မှန်ရလားတကယ်လို့ရင်ပဲတက်တက်ကြဖို့ပဲလို့ပစ္စုပန်တက်တက်ကြဖို့လို့တယ်ပဲတက်တက်ကြဖို့လို့ပစ္စုပန်တက်တက်ကြဖို့လို့တယ်မှန်ရလားဒါကြောင့်မလို့မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာယံဘုံမေတံဝိတောတေဟိပစ္စာသေမဟုကိဉ္စနံမေဇေဇေနောဂဟိတတိဥပါဒံတောစရိတတိတဲ့ရှတံတဲ့ပုပ္ပေရှင်ငါကာလသမယ၌ယံအကျဉ်ရှိခဲ့ပြီးတော့ယုံနံဓမ္မသင်္ခါရတွေပေါ်မှာပေါ်လာတဲ့ကိလေသာတရားတွေသည်အဋ္ဌိရှိခဲ့ပါပေ၏တန်တော်ရှိကဖြစ်ခဲ့တဲ့ကိလေသာတရားတွေကိုဝိတော်တေဟိသုတ်သင်ပြစ်လိုက်ပါလောတဲ့အတိတ်ကဖြစ်ပေါ်လာတဲ့ကိလေသာကိုပယ်တတ်ပြပါကောင်းတဲ့ထည့်မထားနဲ့လို့ပြောတာမှန်ရလားကောင်းတဲ့မှာစွဲပြီးတော့ထည့်မထားနဲ့တဲ့သေသင်္ဟာပိစာနောက်ကာလ၌ယံအကျဉ်ယုံနာဓမ္မသင်္ခါရတို့ပေါ်မှာဖြစ်ပေါ်မဲ့ကိလေသာတရားတို့သည်အဋ္ဌိထင်ရှားဖြစ်ပေါ်လာနိုင်ပါ၏တန်တို့သေးတို့ကိလေသာတရားတို့ကိုအာဟုကိဉ္စနံမဟုကိဉ္စနံမဖြစ်အောင်ထိမ့်သိမ့်လိုက်ပါတဲ့မှန်ရလားနောက်မှဖြစ်ပေါ်လာမဲ့ကိလေသာတွေကိုလည်းမဖြစ်အောင်ထိမ့်သိမ့်ပေးရမယ်တဲ့မှန်ရလားအတိတ်ကကိလေသာတွေကိုလည်းစွဲပြီးတော့ပုံဖော်မယူနဲ့တဲ့မှန်ရလားဖြစ်ခဲ့ပြီးတဲ့ကိလေသာတွေကိုစွဲပြီးတော့ပုံဖော်ပြီးတော့မယူပါနဲ့တဲ့အနာဂတ်မှာဖြစ်ပေါ်မဲ့ကိလေသာတွေကိုလည်းတွေးတောဆင်ခြင်ပြီးတော့ကိလေသာတွေဖြစ်အောင်တွန်းတင်ပြီးတော့ယုံ nant တွေကိုကိလေသာတွေနဲ့ထုံမွေ့ပြီးတော့မနေပြစ်နဲ့တဲ့မှန်ရလားမေစေစေနောဂဟိတတိမေစေအလည်းဖြစ်တော်ပစ္စုပန်တသက်၌နောစေဂဟိတတိသင်္ခါရယုံနံနေအပေါ်မှာကိလေသာတက်ရောက်မှုမရှိပဲပြောက်သွားပြီဆိုရင်ဥပါဒံတော်ငြိမ်းအေသည်ဖြစ်၍စရိတတိနေတိုင်းကျင့်သုံးရလတံဟူ၍ဘဂဝါလူနတ်တို့ဆရာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ယူဤကထင်သည်ကောင်းစွာမတွေ့မိတ်ဆိုတော်မူခဲ့ပါပေတည်းအေးမြတ်စွာဘုရားကတန်တတိအမတ်ကြီးကိလေသာမီးလောင်နေလို့ဗာမီးတွေလောင်နေတာကိလေသာမီးတွေလောင်နေတယ်မှန်ရလားအဲ့ဒီကိလေသာမီးလောင်တာကလည်းထူးဆန်းတယ်တဲ့အတိတ်ကိုပြန်စဉ်းစားပြီးတော့လောင်နေတဲ့ကိလေသာမီးတွေအနာဂတ်တွေကိုကြိုတင်တွေးဆမှန်းစားပြီးတော့စဉ်းစားပြီးတော့လောင်နေတဲ့မီးတွေပစ္စုပန်တက်တဲ့မှလည်းမမြင်ရမတွေ့ရတာတွေကိုမြင်တွေ့ရှင်တဲ့သဘောနဲ့လောင်နေတဲ့မီးတွေကာလသုံးပါးမီးတွေလောင်နေတယ်နော်တန်တတိအမတ်ကြီးရှိမှာဘယ်မှာကြီးရှိမှာလားသူလည်းမီးလောင်တာမပြောနဲ့တဲ့သူအင်မတန်မှမျက်နှိုးတွဲသားရှစ်ခင်ရပါတယ်ဆိုတဲ့အ
အငိတ်မင်းသမီးလေးတယောက်သူ့ကိုဖြောပြေးရင်းနဲ့သူ့ရှိမှလေတင်လုံးဖြတ်ပြီးတော့ဖတ်ခနဲ့ဆိုပြစ်လဲပြီးတော့ပြတ်ခနဲ့ဆိုသေပွဲဝင်သွားတာမှန်ရလားတာမန်ပုဂ္ဂိုလ်လားရှေ့ရတဲ့ပုဂ္ဂိုလ်လားရှင်းုံတက်တက်လောက်ကတော့ပဲဖြစ်မတော့ဆွဲလန်းနဲ့ရှိုက်သိမ့်ပိုက်ရမယ်ပုဂ္ဂိုလ်လို့ဒီလိုပြောရင်ပိုသိချတာပေါ့မှန်ရလားအေးအဲ့တော့ဆွဲလန်းနဲ့ရှိုက်သိမ့်ပိုက်မဲ့ပုဂ္ဂိုလ်ကလေးမကြမီဆွဲလန်းနဲ့ရှိုက်သိမ့်ပိုက်ပြီးတော့အတူတူနန်းဆန်မယ်ပျော်မွေးဝင်မယ်ကာမအာယုန်တွေနဲ့ပျော်ပါမယ်ဆိုပြီးတော့ဒီလိုအတွေးခေါ်နဲ့ရှစ်ခင်နဲ့တဲ့မျက်နှိုးသိမ့်ပိုက်ဖို့ပြုနေတဲ့အချိန်မှာဒီမျိုးသမီးဖြုတ်ခနဲ့ဆိုတုတ်တုတ်ကြီးလဲပြီးသေးသွားခံစားလိုက်ရတာပေါ့မှန်ရလားမခံစားရဘူးလားတွေ့တာနဲ့တဲ့မျက်နှိုးနေတဲ့တဏှာတွေတဲ့လောင်မြိုက်နေပြီမှန်ရလားမရှုနိုင်မမှန်နိုင်တဲ့အတွက်ကြောင့်မို့လို့လောင်မြိုက်နေပြီမလောင်မြိုက်ဘူးလားဘယ်လူပဲဝါဘယ်နတ်တွေဝါကဲပါဆိုလဲသိမင်းနဲ့ရင်ဆိုင်ရင်ကဲပေးနိုင်တဲ့လူရှိရလားရှိဘူးမှန်ရလားရှိဘူးမရှိဘူးကောင်းမေးဆိုတဲ့စေစရာတွေခေါ်ပြီးတက္ကလာမသိအောင်လှုပ်ပေးကြပါရဲ့ဆိုလို့ကောလှုပ်နိုင်တဲ့လူရှိရလားပုံမြင်အရပဲရှိတယ်လက်တွေ့မှာမရနိုင်ဘူးမှန်ရလားလက်တွေ့မှာရနိုင်ရလားမရနိုင်ဘူးတဲ့ရုပ်တရားတွေဖောက်ပြန်ပြီးတော့သိဝဲဝင်သွားရတာကိုမှန်ရလားသိတယ်ဆိုတာရုပ်ဖောက်ပြန်တာပိုများတယ်စိတ်ဖောက်ပြန်ရင်တော်အောင်မသိသေးဘူးမှန်ရလားစိတ်ဖောက်ပြန်လို့သိရိုးရှိလားဘာဖောက်ပြန်မှသိတာရုပ်ဖောက်ပြန်မှသိတာကြားလားရုပ်တွေပျက်စီးလာပြီရုပ်တွေဖောက်ပြန်လာပြီဟေ့ရုပ်တရားတွေဓာတ်ကြီးလေးပါမမျှတတော့ဘူးဟေ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသိဖို့နီးသွားပြီနှလုံးတွေပြက်လာပြီအသေးတွေရှောက်လာပြီမှန်ရလားဗိုက်တွေအောင့်လာပြီစသည်ပေါ်ရုပ်တရားတွေနှီးမျိုးစုံပျက်စီးတစ်မျိုးမျိုးပျက်စီးလာပြီဟေ့ဆိုလို့ရှိရင်အဲ့ဒီရုပ်တွေဖောက်ပြန်တဲ့တတ္တဝါတွေကသိကြရတာပဲဒါကြောင့်မလို့သိတယ်ဆိုတာရုပ်ဖောက်ပြန်မှုကပိုထိရောက်တယ်မှန်ရလားစိတ်တွေဖောက်ပြန်ရအတိပဲရော့သွားတာသေတာမရော့ဘူးမှန်ရလားအေးရုပ်တွေပျက်စီးသွားရင်တော့သေဖို့များပြီတဲ့အဲ့ဒီသေမင်းနဲ့ရင်ဆိုင်ရတဲ့အချိန်ကာလတမယမှာကင်မမဲ့ပုဂ္ဂိုလ်ရဲ့လို့တယောက်မှပေါ်မလာဘူးတဲ့ပေါ်ရိုးလဲရှိမှမရှိတာသေမင်းကိုရင်ဆိုင်ပြီးတော့ပြန်တွန်းလာနိုင်တဲ့လူဘယ်လိုရှိရတော့မရှိဘူးတဲ့မှန်ရလားအဲ့တော့ဒီသေဝဲကြီးကိုလက်တွေ့ကြီးမြင်ပါရဲ့နဲ့ဘယ်လိုမှအာနာရှိပါရဲ့နဲ့အာနာနဲ့ကယ်လို့ရရလားစီးစိမ်ရှိပါရဲ့နဲ့စီးစိမ်နဲ့ကယ်လို့ရရလားအရှံရံရှိပါရဲ့နဲ့အရှံရံနဲ့ဟောကယ်လို့ရရလားဘယ်အရာနဲ့မှကယ်လို့မရတာသိခြင်းတရားပဲဘာတရားပါလဲသိခြင်းတရားပဲနော်အဲ့ဒီသိခြင်းတရားကိုရင်ဆိုင်နေတော့လက်မိုင်ကြမ်းပြီးတော့တောကဖြစ်နေရတဲ့တန်တတိမှကြီးကိလေသာမိတဟုံထနေတယ်မြင်ခဲ့တွေ့ခဲ့တဲ့ဟာတွေကိုအာယုန်နမိတ်ဖမ်းပြီးတော့ဆွဲလန်းပြီးတော့အသိကိလေသာတွေနဲ့မိလောင်နေတာရောမရှိဘူးလားအာယုန်နမိတ်ထင်နေတယ်လေမနှောနဲ့ဓမ္မယုံစုံတာကိုရှုမှမရှုတာမှန်ရလားဘာနဲ့စုံနေတာမနှောနဲ့ဓမ္မယုံစုံနေတာလေအကယ်၍များတို့ယောဂီတို့များရှိခဲ့မယ်ဆိုလို့ရှိရင်ဖြစ်ခဲ့မယ်ဆိုရင်မနှောနဲ့ဓမ္မယုံနာစုံနာများရှုချလိုက်လို့ရှိရင်အဲ့ဒီအာယုန်နမိတ်တွေတီမီတွေလောင်တရားအကြောင်းရှိရလားမရှိနိုင်ဘူးမှန်ရလားအဲ့တော့မဂ္ဂင်၈ပါးကြီးနဲ့ရှင်းပတ်ပြီးတော့လောင်ရှားလိုက်လို့ကတော့မနှောနဲ့ဓမ္မယုံစုံတဲ့အသိကာလတွေကိုစဉ်းစားတဲ့အရာတွေလည်းပြက်ကျသွားနိုင်ပါတယ်ငြိမ်းကျသွားနိုင်ပါတယ်မှန်ရလားဒါတွေမင်းလားဆိုတော့ဘယ်ဟုတ်မလို့တခါတည်းမှာအနာဂတ်ကိုကြိုတင်တွေးဆပြီးတော့စသမီးတော်မီးတွေတဟုံဟုံလောင်တောက်နေတယ်မှန်ရလားမီးတွေတပြုံပြုံလောင်နေတာရာဂဒေါသမောဟကိလေသာမီးတွေတပြုံပြုံလောင်နေတယ်ဘဝခန္ဓာကိုယ်ကိုစွန့်ကညှိပြီးတော့သာတိစရာပြာတိမရဏမီးတွေကလည်းတပြုံပြုံလောင်ခံနေရတဲ့တန်တတိအမှတ်ကြီးမကြမီဒီကဆင်း
ပြောဝဲဝင်ပြီးတော့နတ်သက်မယ်ဟေးရှစ်ကြည်နူးမယ်ဟေးရှစ်ကြည်နူးပြီးရင်ဘလို့ဘဝကိုနေထိုင်မယ်ဘလို့ဘဝကိုတည်ဆောက်မယ်လို့စဉ်းစားထားခဲ့တဲ့အနာဂတ်ကိုကြိုတင်တွေးဆတဲ့အရာဝတ္ထုများကမရဏမင်းနဲ့တွေးလိုက်တဲ့အခါမှာဘာမှမလုပ်တာဘူးမှန်ရလားအဲ့တော့မဖြစ်နိုင်တော့တဲ့ဥစ္စာတွေကိုတွေးတောဆင်ခြင်ပြီးတော့ပူဆွေးတောကရောက်နေတာဟာလေအနာဂတ်ကိုစဉ်းစားပြီးတော့အနာဂတ်တန်တရာတွေနဲ့မနှောနဲ့ဓမ္မယုံဆုံးနေတကိုမှန်ရလားဘာနဲ့ဆုံးအဲ့တော့မနှောနဲ့ဓမ္မယုံနဲ့စုံနေတဲ့အချိန်ကာလမှာတတိပဒံရေစင်မကင်၈ပါးနဲ့တွန်းလောင်းရှမ်းကြီးပယ်တတ်ခြင်းမရှိလိုက်တဲ့အတွက်ကြောင့်မို့လို့တန်တတိမကြီးမိလောင်တာတွေညော့ရလားပူလိုက်တာအပြစ်လိုက်တာတော့ပူလိုက်တာမှန်ရလားပူလုံးလို့ကျမကံရဲ့ဖန်လာရှင်ကြောင့်မကင်အမှန်တတ်တာရလားတတ်တာဘူးနော်တော်ပြီဒါကြောင့်မျိုးတွေကတစ်မျိုးထင်ပြီးပြေးလာနေဦးမယ်ဟုတ်ပြီလားအဲ့တော့တို့သူတော်ကောင်းတွေကြည့်လိုက်စမ်းအဲ့ဒီလိုပူလောင်မှုအတိတ်တန်တရာအနာဂတ်တန်တရာတွေကိုစဉ်းစားပြီးတော့မနှောနဲ့ဓမ္မယုံစိုက်နေရှက်ပြီးတော့ကိလေသာတွေလောင်နေတာမသိတဲ့အတွက်ကြောင့်မလို့ကိလေသာမိတွေလောင်နေတာပေါ့သိတဲ့ပုဂ္ဂိုလ်ဆိုတတိပဋ္ဌာန်ရေစင်းတက်မှန်ရလားမက်ကင်နဲ့ရှက်ချလိုက်ရင်ရှက်ရှင်းမပြတ်သွားဘူးလားဩပစ္စုပန်တက်တဲ့ကြပြန်တော့မျက်လုံးရှိမှဖြစ်မြင်တွေ့ရတဲ့ရုပ်ခန္ဓာမှန်ရလားအရင်ကတော့ရှင်းမတရားကြည့်ပါရဲ့လို့မျက်လုံးနဲ့ကလပ်ပြရှစ်ခင်မွေအောင်နဲ့သက်အောင်မြင်အမူအရာမျိုးစုံပြပင်ညာတော့လဲအတန်မျက်လုံးအမူအရာတန်တန်တရက်ပုံပေါ်တွေနှုတ်ဆက်နေပင်ညာတော့လဲဟဲရှစ်နမမင်းရှိမှငါတက်တဲ့ကြီးရက်နေတာပြုံးပြအောင်လေကွယ်ပြုံးပြအောင်လေဟဲ့ပေါ့မှန်ရလားရိတ်တာဘုန်းကြီးနဲ့မတူတော့ဘူးအားနဲ့မတူတော့ဘူးတော့ရိတ်တာဘုန်းကြီးနဲ့မတူတော့ဘူးမှန်ရလားအေးရှိစေတော့ကွယ်အဲ့ဒီတော့ဘုန်းကြီးတို့တော်ကောင်းတွေကြည့်အဲ့ဒီလိုပစ္စုပန်တက်တဲ့မြင်တာကိုလည်းအမှန်တိုင်းမရှုနိုင်တောကကိလေသာတွေမြန်ထမနေဘူးလားတော်တော်ကြောက်စရာကောင်းတယ်နော်မရှုတဲ့အတွက်ကြောင့်မလို့ပါမိတွေလောင်းနေကိလေသာမိတွေလောင်းနေပြီနဲ့ပါမိတွေလောင်းနေတော့ကိလေသာမိတွေလောင်းနေလို့ပူပင်တောကပြပါရတွေနဲ့တန်တရာဖုံဒီတိုင်းနေလို့တော့မဖြစ်ဘူးကံကောင်းထောက်မှစွာဖယားနဲ့ကြုံမှုတဲ့အတိကလေးဝင်လာလို့ကံကောင်းသွားတာမှန်ရလားဖယားတံမောင်အရောက်ပြေးခဲ့ပါဦးဖယားလို့မြတ်စွာဘုရားတန်ရောက်ရှိသွားတယ်မြတ်စွာဘုရားတန်ရောက်ရှိတော့တောကမျက်ရည်ဆက်ဆက်ဝေးပြီးတော့အသိအနာကပစ္စုပန်ကိလေသာနယ်ရှဲ့ပြီးတက္ကနာဘုန်းကြီးတို့တော်ကောင်းမှာမြင်သိမှုပစ္စုပန်ကိုလည်းမမှတ်နိုင်ကြားသိမှုပစ္စုပန်ကိုလည်းမမှတ်နိုင်နာသိမှုပစ္စုပန်ကိုလည်းမမှတ်နိုင်ထိသိမှုပစ္စုပန်စာသိမှုပစ္စုပန်ကိုလည်းမမှတ်နိုင်မှန်ရလားကိလေသာတပြိုင်မြိုင်ကြမနေဘူးလားကြနေတယ်နော်မနှောတဲ့ဓမ္မယုံစုံခိုက်ကာလမှာလည်းရှစ်ခိုင်ပြည့်နေတဲ့ယုံနံဓမ္မအစဉ်လေးကိုအမှန်တိုင်းမသိမြင်လာပြန်တော့အသိအနာကဆင်ញင်များကိလေသာမိတွေတဟုံဟုံလောင်နေတာကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတိုက်ရိုက်သိလို့ဟဲ့တန်တတိဤကဲ့သို့တွာလာလှုပ်ရှားကိလေသာပေါ်များနေရင်ဖြင့်တဲဟံမကြလူလုံးမလားအပူလုံးကြွပြီးတော့မျက်ရည်ဆက်လက်သေးအပေတန္တရာလာရရှိရဲ့မှန်ရလားအဲ့ဒီအပေတန္တရာမလားရတရားဓမ္မကြမကင်ရည်စင်ဖြန်းရအောင်ရှင်းမြတ်စွာဘုရားသည်တဲ့ယံပုပ္ပေတံဝိတောတေပစ္စာတိမဟုကိစ္စနံမေစေစေနောကယတတိဥပါဒံတော်စရိတတိတဲ့ရှတတန္တတိယ
ယုံနံဓမ္မသင်္ခါရအစင်ပေါ်မှာတတိတံပစဉ္ဉဏ်ရှင်၍ပစ္စုပန်တက်တဲ့တာတတိကဝိရိယဆိုင်ပြီးတော့ပရမတ်မြင်အောင်ရှုအနိစ္စထင်အောင်ပွားများလိုက်မယ်ဆိုရင်ဒီတရားတွေအကုန်လုံးပြက်ပြက်ပြုံးကျသွားနိုင်တယ်လို့မသင်ပြဘူးလားအဲ့ဒီအတိုက်တန်ကိုနားထောင်ပြီးတော့ရှုချလိုက်တာမကြမီဝိပဿနာဉာဏ်ဆင့်ဆင့်တက်ပြီးတော့အိဋ္ဌလက္ခဏာပိုင်းပိုင်းထင်၍လက္ခဏာရင်သုံးပါးတစ်ခုခုပိုင်းပိုင်းထင်ပြီးတော့သောတာပတိမဉ္ဇဉ်ရှင်တန်တက်ကြွတဲ့ပုဂ္ဂိုလ်ဖြစ်သွားဘူးလားတန်ကြီးမရှိမှဘူးလားဒါကြောင့်80ယုတ်နံပစ္စုပန်အမှန်တဲအောင်ရှုရမယ်ရှေခိုင်ရှုမှတဘာဝမုတ်ရှာတွေ့နိုင်တယ်တဘောတွေ့မှဥတယဝရမြင်နိုင်တယ်ဝရမြင်မှနိဗ္ဗာန်ကမုတ်ရှာရနိုင်တယ်ဒီတာရကကိုရှေခံပြီးတော့ဘုန်းတော်လူတော်ကောင်းတို့သည်လည်းပစ္စုပန်တက်တဲ့မှာယုံနာဓမ္မသင်္ခါရတွေကိုအမှန်တိုင်းမြင်အောင်ရှုပါလို့ဟောကြားပြောကြားပေးရင်ဖြင့်ပေါ်တိုင်းမပြတ်ရှုမှန်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲစင်ရဲ့ဉာဏ်တဲ့ပေါ်လွင်အနတ္တသိယနိဗ္ဗာန်ဝင်သာတဝနှလုံးမြော့ပြောင်းဩသူတော်ကောင်းတို့တုံမေးတဲ့သူတော်ကောင်းတို့သည်သာယတာတတိပဒံတရားတွေကိုရှုမှတ်ပွားများအထုတ်ပြီးတော့နေကြပါပေကုန်လောမဟာပမနတမိမေလျောရောပေါ်ပေါ်စစမနေကြပဲနဲ့သေရှာကြနာရှုမှန်ပွားများအထုတ်ကြပါပေကုန်တော့လေတကား